ိုက်နာလာတဲ့အချိန်ကတော့သူကတော့ရက်လောက်ထိပေါ့နော်တချို့ဆို2ရက်3ရက်လောက်ထိကြာနိုင်တယ်နောက်တော့မေးထားတဲ့အမေးများတဲ့ထဲမှာရိုးရိုးမွေးတဲ့အကြောင်းပေါ့နော်ရိုးရိုးမွေးတဲ့အကြောင်းလေးအမေးများတယ်အဲ့တော့ရိုးရိုးမွေးတဲ့အကြောင်းလေးကိုပြပြပေးမယ်အခုဆိုရင်တဖြည်းဖြည်းနဲ့ရိုးရိုးမွေးတဲ့လူတွေနည်းနည်းနဲလာကြတယ်ပေါ့နော်ခွဲမွေးကြရတယ်ပဲများတယ်အဲ့တော့ရိုးရိုးမွေးတာကြတော့သူကဒီဘိုက်နာတယ်ပေါ့နောက်ပြီးလို့ရှိရင်ဒီကလေးညစ်ရတယ်ပေါ့နော်ဒီအချက်တွေကလွယ်လို့ကျန်တဲ့ချက်တွေအကုန်လုံးမှာရိုးရိုးမွေးတာကောင်းတဲ့ချက်တွေကြီးပဲအဲ့တော့ရိုးရိုးမွေးတဲ့အခါမှာဆိုရင်သူကပြန်ပြီး recovery ပေါ့နော်ပြန်ပြီးတော့မှလူကောင်းတိုင်းပြန်ဖြစ်ဖို့ချိန်ကပုံမြန်နေသူတစ်ပတ်တွင်လောက်ကိုကသူကလူကောင်းနဲ့ပြန်ပြီးဖြစ်တယ်နောက်ပြီးတော့လေဒီအနာနာတာတွေနောက်ပြီးတော့အနာမကျက်တာတွေဒါတွေတော့လည်းစိုးရင်စရာမရှိဘူးနောက်ပြီးလို့ရှိရင်လည်းဒီကလေးနဲ့အမေကြားဘုံနေဖြစ်တဲ့အချိန်ကလည်းပို့ပြီးတော့မြန်နေနောက်ပြီးတော့ကလေးကိုရိုးရိုးမွေးတဲ့အတွက်ကြောင့်မလို့မိခင်တို့တစ်မျိုးတည်းကိုပို့ပြီးတော့မှတိုက်နိုင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့သူကခွဲကန်းဝင်ထားရတာနောက်ပြီးလို့ရှိရင်ဖိုက်ခွဲထားရတာမဟုတ်တဲ့အတွက်ကြောင့်မလို့မြန်မြန်နိုးတိုက်နိုင်တယ်နောက်ပြီးတော့ကလေးကိုလည်းအဲ့လိုအရောက်ကြီးအကန့်အသတ်မရှိမွေးလို့ရတယ်ဟိုပေါ့ cesarean ဆိုလို့ရှိရင်ကြတော့ C-section ဆိုလို့ရှိရင်ကြတော့2ယောက်ပဲမွေးရခုခေတ်ဆို3ယောက်စပြီးမွေးလို့ရလာပြီပေါ့နော်အဲ့တော့3ယောက်ထိပဲမွေးလို့ရတယ်ဒီ vagina ဆိုလို့ရှိရင်ကြတော့ရိုးရိုးမွေးရဆိုလို့ရှိရင်ကြတော့အရောက်ဘယ်နှယောက်မဆိုမွေးလို့ရတယ်ပေါ့နော်အဲ့တော့ तू ကစပြီးတော့မှပေါ့နော်ရိုးရိုးမွေးမယ်ဆိုပြီးစပြီးတော့ဘိုက်နာတီဆောင်ပါတယ်ဘိုက်နာတော့မှပဲစပြီးတော့မှဒီမွေးဖို့အတွက်စပြီးတော့ပြင်တယ်ပေါ့နော်ဒီခွဲမွေးတယ်လို့မဟုတ်ဘူးခွဲမွေးတာတော့ဂျူးတိတ်ရှိတယ်ပေါ့ရိုးမွေးတာတော့သူ့မှာတော့ဂျူးတိတ်ရှိတယ်ဒါပေမဲ့ကိုဘိုက်နာလာတော့မှပဲအဲ့လိုပေါ့နော်ဂျူးတိတ်ကိုလည်းလွင်သွားနိုင်တဲ့ဂျူးတိတ်တဲ့ဆော့ရင်လည်းဆော့သွားနိုင်တယ်နောက်ပြီးတော့ဘိုက်နာလာပြီဆိုလို့ရှိရင် तू ကစပြီးတော့မှဒီပေါ့တအိမ်ကောင်းကစပွင့်လာပြီပွင့်ပြီဆိုရင်4 cm ပွင့်ပြီဆိုလို့ရှိရင် तू ကစပြီးတော့မှပေါ့နော်ကလေးကမွေးတော့မယ်ပေါ့ active လေးပါဖြစ်သွားပြီပေါ့အဲ့ဒါနေပြီးတော့မှ10 cm ဒီ10 cm ပွင့်ပြီဆိုလို့ရှိရင်တော့ तू ကဒါကစပြီးတော့မွေးရမယ့်အချိန်ရောက်ပြီပေါ့နော်10 cm ပွင့်ပြီဆိုတော့စပြီးညှစ်လို့ရပြီအဲ့တော့ကလေးကကြတော့ဒီကလေးညှစ်ချင်လို့ညှစ်တာကနေပြီးတော့မှကလေးခေါင်းထွက်လာတယ်ပြီးကလေးတစ်ကုန်လုံးထွက်သွားတယ်တကယ်တော့အဲ့စညှစ်တဲ့ချိန်ကနေပြီးကလေးထွက်တယ်နောက်ပြီးလို့ရှိရင်အချင်းချတယ်ဒီလိုမျိုးတွေကကြတော့9မိနစ်ကနေမိနစ်30လောက်ပဲကြာတယ်ဒါပေမဲ့လေပါပေါ့နော်ဘိုက်နာလာတဲ့အချိန်ကတော့ तू ကတော့ရက်လောက်ထိပေါ့နော်တချို့ဆို2ရက်3ရက်လောက်ထိကြာနိုင်တယ်ဒါပေမဲ့အရင်ကြီးကြာပြီးတော့မှကလေးကလည်းဘောနှလုံးခုန်တဲ့နေလိုက်ပါပြီဆိုလို့ရှိရင်အချိန်ကျမှခွဲမွေးရရှိတယ်ပေါ့နော်အဲ့တော့မွေးပြီးသွားပြီဆိုလို့ရှိရင်လည်း तू ကနိုးတိုက်တာလည်းနိုးလည်းမြန်တိုက်နိုင်တယ်နောက်ပြီးလို့ရှိရင်လည်းအနာကလည်းကြက်တာလည်းမြန်တယ်နောက်ပြီးတော့ तू ကဒီအနာကကြအောက်မှာပဲဆိုတော့ဒီမိမကိုပါမယ်ဆိုတော့ဒါကိုဖိထိုင်လိုက်တယ်ဆိုလို့ရှိရင်အနာကြက်တာလည်းမြန်တယ်ပေါ့နော်အဲ့တော့ရိုးရိုးမွေးမယ်လို့စဉ်းစားရဲဆိုလို့ရှိရင်လည်းမွေးချင်လို့ရှိရင်လည်းအလိုမွေးတင်တယ်နောက်ပြီးတော့ခုဆိုလို့ရှိရင်ကြတော့ရိုးရိုးမွေးတဲ့ခါမှာ epidural ဆိုတာပေါ့နော်ခါးကိုဒီထုံစေးထည့်ပြီးတော့မှ तू ကကြတော့ခဏကတအိမ်ကောင်းပွင့်တာ4 cm လောက်ရောက်တယ်ဆိုရှင်စပြီးတော့မှ epidural ထိုးပေးတယ်ထိုးတယ်ဆိုလို့ရှိရင် तू နာကျင်မှုမရှိဘဲနဲ့မွေးလို့ရပါတယ်